Okay လိဂီတာကိုဘယ်ကနေစပြီးလေ့ကျင့်ရမလဲမသိဘူးကိုကလည်းအဲ့လိုမျိုးအလုံးလေးတွေကိုတီးတက်ချင်တယ်ဆိုတဲ့လူတွေကဒီဗီဒီယိုလေးကိုကြည့်လိုက်ပါနော် Okay ကျွန်တော်တို့လိဂီတာကိုတီးတက်ဖို့လျှက်စစ်ဂီတာရှိစရာမလိုဘူးပေါ့နော်လျှက်စစ်ဂီတာရှိစရာမလိုဘူးလျှက်စစ်ဂီတာရှိတဲ့လူကလည်းလျှက်စစ်ဂီတာနဲ့လေ့ကျင့်ပေါ့နော်electronic နဲ့လေ့ကျင့်လို့ရတယ်မရှိတဲ့လူကကိုယ်မှရှိတဲ့ hollow ဂီတာလေးနဲ့ပဲလေ့ကျင့်နေရတယ်ပေါ့နော်ကျွန်တော်တို့ acoustically solidly ဆိုပြီးမျိုးစားတွေခွဲသေးတာဟုတ်နော်အဲ့တော့ဘာနဲ့ပဲလေ့ကျင့်အဆင်ပြေတယ်ပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်ဘာကြီးပဲဖြစ်နေပါစေလိဂီတာကိုစတီးတော့မယ်ဆိုရင်ကျွန်တော်တို့ finger exercise ကတားလျင်လုံးဝအခြေခံဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့တယ်ပေါ့နော်ကျွန်တော်လက်ချောင်းလေးတွေတန်မာစေဖို့ဆိုတာလေဒီလက်ချောင်းတစ်ချောင်းချင်းစီတန်မာနေဖို့ဆိုပြီးတော့လက်လေးချင်းကန်ပြောခဲ့တယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တကြိုးစီကိုကျွန်တော်တို့မှာအကွက်မခွဲတော့1 2 3 4ကွက်မှာကျွန်တော်တို့လက်ညိုးလက်ကလေးလက်တကျလက်တန်းသုံးပြီးတော့ဖိမှာပေါ့နော်ဒီဘက်ကတီးတဲ့ခါကျရင်ဒီ pattern လေးကိုကင်ပြီးတော့ down up ရတာမျိုး down up ကလည်းကျွန်တော်လေ့ကျင့်ကြမှာနော် down တွေပဲတီးရမှာမဟုတ်ဘူး down up ကျွန်တော်တို့က metal သမားတွေမဟုတ်တဲ့အတွက် down တွေခက်ကမှာမဟုတ်ဘူးကျွန်တော် lead သမားဖြစ်တဲ့အတွက် down up လုံးမှာနော် down up အဲ့ဒါကိုကျွန်တော်ဒီဘက်မှာဖိတဲ့ခါကျရင်လက်ညိုးလေးနဲ့ဖိအဲ့ဒါကိုကျွန်တော် metronome နဲ့လေ့ကျင့်ပါဆိုပြီးကျွန်တော်ပြောပြထားတယ်အဲ့တော့မသိသေးတဲ့လူကအထက်ထဲမှာဝင်ပြီးတော့ကြည့်လိုက်ပါနော်အဲ့လက်ချောင်းလေ့ကျင့်ခန်းကိုနော်အဲ့တော့လက်ချောင်းလေ့ကျင့်ခန်းကိုဂီတာတီးတိုင်းမှာအမြဲလေ့ကျင့်ပေးပါone minute သဘောမျိုးလေးပေါ့နော်လေ့ကျင့်ခန်းပုံစံမျိုးလေးလည်းဖြစ်တယ်လက်ချောင်းတွေအတွက်လည်းအမြဲလေ့ကျင့်နေပြီဆိုရင်ဘာဖြစ်လာလဲ speed တွေလည်းမြန်လာလိမ့်မယ်ပေါ့နော် speed exercise လည်းဖြစ်တယ်metronome နဲ့ကောင်းကောင်းလေ့ကျင့်မယ်ဆိုရင်ပို့ပြီးတော့ကျွမ်းလာလိမ့်မယ်ပေါ့နော်